တနေ့ကိုငါးအကောင်ပေါင်း69ကောင်ထိစားလေးရှိတဲ့အဖိုးကိုတယောက်ရှိပါတယ်။သူဟာငါးကိုဘလောက်တောင်ကြိုက်တယ်လဲဆိုရင်တစ်ကောင်လောက်ရော့သွားရင်တော့စိတ်မအေးမသာဖြစ်ရတဲ့အထိပါပဲ။ဒါပေမဲ့တနေ့မှာတော့လူတယောက်ကသူ့အတွက်ငါးရီယူလာပေးတဲ့အခါမှာတော့အဖိုးအိုကဒေါသတကြီးနဲ့ငါမစားဘူးအခုချက်ချင်းပြန်ယူသွားလို့ညှင်းလွတ်လိုက်ပါတယ်။တကယ်တော့အဲ့ဒီအဖိုးအိုဟာတာမန်လူတယောက်မဟုတ်ပါဘူး။သူဟာဂျိမ်းစ်လို့အမည်ရတဲ့အဆင့်မြင့်ဝင်ကြီးတူပါ။သူဟာငွေကြေးနဲ့မိန်းမတွေပေါ်မှာလောဘမရှိပေမဲ့ငါးစားဖို့ဆိုရင်တော့အလွန်အမင်းဝါသနာကြီးသူပါတနေ့မှာတော့သူငါးစားနေလုံးကြောင်တစ်ကောင်ကသူ့ပန်းကန်တွေကငါးကိုလူပြီးအိမ်မိုးပေါ်ပြေးတက်သွားပါတယ်။အဲ့ဒီကြောင်ကိုဒေါသတကြီးလိုက်ဖမ်းရင်းနဲ့အဖိုးအိုဟာအသက်အရွယ်ကြောင့်အရှိန်မထိန်နိုင်ပဲမြေပြင်ပေါ်ပြုတ်ကျသွားခဲ့ပါတယ်။အဲ့ဒီချိန်ကစပြီးသူ့မှာပတ်စံလည်းမရှိတော့တဲ့အတွက်ငါးဝယ်စားတာကိုဖျက်လိုက်ပါတော့တယ်မကြခင်မှာပဲလူတယောက်ကငါးအကောင်းစားနှစ်ကောင်ကိုလက်ဆောင်ဖြစ်ယူလာပြီးဝင်ကြီးကိုတွေးခွင့်တောင်းပါတယ်။ဒါပေမဲ့ဝင်ကြီးကတော့ပြက်ပြက်တတပဲထပ်မံညင်းဆိုလိုက်ပါတယ်။ချက်ပြုတ်သူကအံ့ဩလွန်းလို့အကြောင်းရင်းကိုမေးတဲ့အခါဝင်ကြီးကအဲ့ဒီလူဘာကြောင့်ငါးလာပေးတာလဲဆိုတာကိုစုံစမ်းခိုင်းလိုက်ပါတယ်။စုံစမ်းကြည့်လိုက်တဲ့အခါမှာတော့အဲ့ဒီလူရဲ့အကိုဖြစ်သူဟာထောင်ကျနေပြီးဝင်ကြီးကနေတဆင့်ပြန်လွတ်ပေးဖို့အကူအညီတောင်းချင်လို့ငါးလာပေးတာဖြစ်နေပါတယ်။အဲ့ဒီအခါမှာဝင်ကြီးကအခုလိုပဲသင်ခန်းစာပေးခဲ့ပါတယ်။ငါသာအဲ့ဒီငါးတွေကိုလက်ခံလိုက်ရင်ငါဟာသူ့ပေါ်အကျွေးတင်သွားလိမ့်မယ်။အဲ့ဒီကျေးဇူးကြောင့်ပဲသူ့အကိုကိုလွတ်ပေးဖို့သူတောင်းဆိုလာတဲ့အခါငါဟာညင်းဖို့ခက်ခဲသွားလိမ့်မယ်။ဥပဒေကိုငါဖောက်ဖျက်မိရင်ဘရင်ကငါ့ကိုအပြစ်ပေးမဲ့အပြင်ငါရဲ့ယာဒူးနဲ့ဂုဏ်သိက္ခာတွေအားလုံးဆုံးရှုံးရမယ်။အဲ့ဒီအချိန်ကျရင်ငါမှငါလည်းရှိမှာမဟုတ်တလို့ဂုဏ်သိက္ခာလည်းရှိမှာမဟုတ်တော့ဘူး။ဒါကြောင့်တင်းငယ်တဲ့လောဘတစ်ခုကြောင့်ကိုယ့်ရဲ့ဘဝတစ်ခုလုံးနဲ့ယိုသားမှုကိုအပြည့်စီးမခံပါနဲ့။ဘဝမှာယိုသားမှုကသာအရေးကြီးဆုံးဖြစ်ပါတယ်။